မင်းပတ်စံတွေဘယ်ရောက်ကုန်မှန်းမသိပဲလကုန်ရက်တိုင်းမှာစိတ်ညစ်နေရတော့လားပတ်စံအများကြီးရှာနိုင်တာထက်ပတ်စံကိုဘလို့စီမံခန့်ခွဲရမလဲဆိုတာတိမှုကပိုအရေးကြီးပါတယ်မင်းကိုတတိဖြစ်စေမဲ့လျှို့ဝှက်ချက်ကဒီမှာရှိတယ်ဝင်ငွေထက်ထွက်ငွေကိုနဲပါစေလူငယ်တော်တော်များများဟာပတ်စံရလာတာနဲ့အရင်ဆုံးသုံးပြစ်တတ်ကြတယ်တကယ်တော့အောင်မြင်ခြင်းရင်မလိုအပ်တဲ့အသုံးဆောင်တွေထက်အနာဂတ်အတွက်အရင်စဉ်းစားရပါမယ်မဝယ်ခင်ဒါဟာတကယ်လိုအပ်တာလားဒါမှမဟုတ်ခဏတာအပျော်အတွက်လားဆိုတာကိုအမြင်မေးပါအသုံးစရိတ်တွေအကုန်သုံးပြီးမှပူတာကိုစုမယ်လို့မတွေးပါနဲ့ပတ်စံရတာနဲ့အနည်းဆုံး10%ကိုအရင်ဖယ်စုထားပါကျန်တဲ့ငွေနဲ့မှလောက်အောင်သုံးဆွဲတဲ့အလေးကျင့်ကိုမွေးမြူပါဘဝမှာမထင်မှတ်ထားတဲ့အခက်အခဲတွေအချိန်မရွေးကြုံလာနိုင်ပါတယ်အလောက်ကိုင်အဆင်မပြေတာမျိုးဒါမှမဟုတ်ကျန်းမာရေးကိစ္စတွေအတွက်အနည်းဆုံး6လစာအသုံးစရိတ်ကိုတည်တံ့ဖယ်ထားတတ်ရပါမယ်အပျော်ပါအတွက်ဒါမှမဟုတ်သူများကြားတဲ့မျက်နှာပွင့်မှုအတွက်အကျွေးယူတာမျိုးကိုရှောင်ပါအကျွေးဆိုတာမင်းရဲ့အနာဂတ်ဝင်ငွေကိုကျူတင်ရောင်းစားလိုက်တာနဲ့အတူတူပါပဲပတ်စံဆိုတာမင်းကိုအစေခံလဲလုပ်ပေးနိုင်တယ်လို့မင်းရဲ့သခင်လည်းဖြစ်သွားနိုင်ပါတယ်မင်းကကိုပတ်စံရဲ့သခင်ဖြစ်ချင်သလားအစေခံဖြစ်ချင်သလားအခုပဲပတ်စံကိုစနစ်တကျစုဆောင်းပါ